Tata subuwa jang su chui ga yi miu si si u sa mya chui wa jo de se da ya we ni sba ni san yi chui we kang mu ku lo mya chamana pyu bu mui ma sha sai shui yarana nai chi le lo ga a chin gri gara a dai ma ti be phyan ma Sama lepa to say Malaysia sabwa Chao the bremya piensen cha lu rai ta yu ya si da we ni ya sweet the heart thing ma be ya kin sin kwa te we so ke ha twin ma chet the lin se ma cha lan ja ba si ban But my Chanya listen, Lilia, is in a lumia. Go sing about to cha cha shilla, but we want a cinchana. Oh, it's a the yapi wajan I say go. Take time, Suji Basina. But we want a cinchana. Oh, it's a the yapi wajan I say, a daytime people, Suji.
ချို့တရာဝေစေရနာထက်သန်လာတော့ကြောင်းခံဖျားစီပထိုးအမျိုးမျိုးဆောက်တီကနော်မြမမှန်သမျှတို့ယူစရာပါနော်သရရွှင်လန်းလို့သာပြောမြမမှန်သမျှတို့ယူစရာပါနော်သရရွှင်လန်းလို့သာပြောမရှိလဲလူရှိလဲလူမို့ငါတို့မြမမျိုးကဘာတယုံမတဟုကျော်ဇောတိကဇတိလာနဲ့ကာကောနာမင်းတကတို့လိုအထင်ကရရှိထားတဲ့အလှတကားများပမာရှင်သရာပေါ်လူနေရမှမြမတို့အမြဲပြောအစမနေပဲယုံကြည်ရှင်သရာပေါ်တရာအားထက်တဲ့မြမများအဆက်ဆက်ဆင်းသက်လာခဲ့သနော်လူရဲ့တိုင်းရဲ့အစမနေပဲယုံကြည်ရှင်သရာပေါ်တရာအားထက်တဲ့မြမများဆက်ဆက်ဆင်းသက်လာခဲ့သနော်ကောင်းမှုကုသိုလ်ပြုမယ်ဆိုအလိုလိုစိတ်ကပြောပထိုးစေရီဒီမယ်ဆိုကြည်ညိုစိတ်နဲ့ပြောကောင်းမှုကုသိုလ်ပြုမယ်ဆိုလိုလိုစိတ်ကပြောပထိုးစေရီဒီမယ်ဆိုကြည်ညိုစိတ်နဲ့ပြောမြမဆိုရလူနေရမှမလူရရင်အဲ့လိုမပြောဒီစဘူမှာလူရတွေ့ရင်မြမလို့မှန်တော့မြမဆိုရလူနေရမှမလူရရင်အဲ့လိုမပြောဒီစဘူမှာလူရတွေ့ရင်မြမလို့မှန်တော့အလူနဲ့မြမနဲ့အလူဝဲကြလို့မရပါသနော်လူနေရမှမြမတို့အမြဲပြောလာဗလာကျေးရွာအုပ်စုလာဗလာကျေးရွာသတုဘောမင်းကမက်ခင်သာသနာ့ရေးတာသီလရှင်ကျောင်းတိုက်ကြီးအတွဲ၌ဒီတန်းကိုယ်ွယ်ပူဇော်မိမဂယုံစေတီတော်မြတ်ဘုန်းကြီးတော်ကြမင်္ဂလာခန္ဓာစတင်ဖို့ရချိန်ကြားရောက်ပြီဖြစ်သည့်အတွက်ကြောင့်အလုံးသောကျောင်းတရားကကျောင်းတရားကာမဘုရားတရားကဘုရားတရားကာမအပေါင်းသူတော်ကောင်းတို့ခန္ဓာကျင့်ပါရာသို့ကြားရောက်နေရာယူစုယုံပေးနိုင်ကြဖို့လေးစားစွာပြိမဏကပြုရပါတယ်။ဒီသာကိုယ်ွယ်မိငကယုံစီတီတော်မြတ်ဘုန်းကြီးတော်ဒီမင်္ဂလာခန္ဓာစတင်ဖို့ရချိန်ကြားရောက်ပြီဖြစ်သည့်အတွက်ကြောင့်အလုံးသောဒါယကတရားကာမပေါင်းသူတော်ကောင်းတို့ခန္ဓာကျင့်ပါရာသို့ကြားရောက်နေရာယူပေးကြပါရန်လေးစားစွာခုနှစ်ရက်ဖြင့်စီမံဆောင်ရွက်သားကြရန်ဖြစ်ပါလိမ့်ဗျာခန္ဓာစီစဉ်နံပါတ်1ရနမောတတဘုရားရှိခိုးဖြင့်ဖွင့်လေခြင်းစီစဉ်နံပါတ်2ရငါးပါးဒီလချင်းမြင့်ခြင်းနှင့်ဘုရားဝုဒ္ဓညာဆက်ကလူကန်းခြင်းစီစဉ်နံပါတ်3ပရိတရားချင်းမြင့်ခြင်းစီစဉ်နံပါတ်4ဥပဒကဒါယကဥမောမငကယုံဘုရားဒီသာတို့ပဲပူဇော်ခြင်းနှင့်ဇလင်းသည့်ဘုရားတမိုင်းလျှောက်ထားပေးရဖြစ်ပါတယ်ဒီဇင်နံပါတ်5ရကျေးဇူးတင်စကားပြောကြားလျှောက်ထားရဖြစ်ပါသည်ဗျာဒီဇင်နံပါတ်6ရအနုမောဒနာဒေသနာနှင့်ရည်စက်ကြတရားရှင်းနေရဖြစ်ပါသည်ဗျာဒီဇင်နံပါတ်9ရဘုန်းကြီးကြီးရှင်သန္တာဖြစ်ပါသည်ဗျာဒီဇင်နံပါတ်10ရခန္ဓာရုပ်သိမ်းသွားကြမှာပဲဖြစ်ပါတယ်ဗျာသို့ဖြစ်ပါ၍ရန်ကုန်တိုင်းဒေသကြီးရောက်ပိုင်းခရိုင်မော်ဘီမြို့နယ်လာဗလာကြီးရွာအုပ်စုလာဗလာကြီးရွာတတုဘုံကြီးကမဲ့ခင်သာသနာ့ရိပ်သာသီလရှင်ကျောင်းတော်ကြီးတွင်၌ကျင်းပပြုလုပ်သောနဂယုံဘုရားဘုန်းကြီးတော်ကြီးမင်္ဂလာခန္ဓာကိုကြွရောက်ချင်းရောက်တော်မူကြပါကုန်သောဆရာတော်သမတော်ရှင်သူမြတ်တို့နှင့်တဘဝအလုံးစုံဘုရားတရားကဘုရားတရားကမှအပေါင်းသူတော်ကောင်းတို့မှာဘုန်းကြီးတော်ကြီးမင်္ဂလာခန္ဓာအားနမောတတဘုရားရှိခိုးပါဠိတော်သုံးခေါက်တန်ပြန်ရွတ်ဆို၍အခန္ဓာဖိလိပိတော်မူနိုင်ကြပါရန်ရုသိစွာသာတော်သမ္မာသမ္ဗုဒ္ဓတ္တ
Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa ခန္ဓာဘုရားတိတိနောသေဇနာဘနေယငါးပါးသီလချင်းမြင်ခြင်းစီစဉ်ဖြစ်ပါသည်ဗျာငါးပါးသီလချင်းမြင်ခြင်းသမီးပေါင်းတို့ရေးကျင်းသူတို့သည်အခေမြတ်သောမြတ်သောဗုဒ္ဓရံသာဘဂဝါဆုံးရှိသောကိုးပါးသောဂုဏ်တော်နှင့်ပြည့်စုံလာမှုသောဘုရားယရဏ၌ပတနာကြည်ညိုကြကုန်၏တေတိယောထောသူတို့သည်အခေမြတ်သောမြတ်သောဘုရားယရဏ၌ကြည်ညိုကြကုန်သောသူတို့အားအကောမြတ်သောမြတ်သောဝိဘာဂောကောင်းကျိုးကြည်ရောကြည်သည်ဤသို့အကပတရဏိယသောတံစေတနာပါဠိလာရှိသည်နှင့်ညီဒီကနေ့သရုပ်ကိုမိကမဲ့ခြင်းဒီလာစေကြောင့်လည်းခြင်းတွင်၌ဒီသာကိုယ်ွယ်ဘုသောမိမုစလိန်နာတတနဂယောဖျာပဏ္ဍေယေဒီကရာခန္ဓာကိုသိခြင်းပါကြရယကုလောကောင်းမြတ်သောသင်္ဃကာလတမေယ၌သံဃာကိုသိမြဲပါစေသံဃာတတ္တလူများစွာသံဃာကိုသိမြဲပါစေဣဒံမေပုံညံဣဒံမေသီလံနိဗ္ဗာနတ္တသစ္စယောဟောတုအပမတေနသံဃာတိထအသီရိယလူဘဝတ္ထုဆက်ကိုက်ရံဖြစ်ပါတယ်တပြပါ၍အကျိုးဆောင်တဲ့ကာတိများမှလူဘဝတ္ထုဆက်ကလူတန်းသိနိုင်ပါရင်နှုတ်ဆက်ပန်းကြပါလေအောင်စီအောင်မောင်းကြီးတို့ကွယ်အောင်မန်းတွေပွင့်နေစမ်းလက်ဂုံတရေထွေတွေတို့ကမင်္ဂလာမိုးတွေသွန်းပြူမယ်တောက်တမရမြတောက်လျံကြွားကကိုးပါးနဝရချေသဘာကောက်နှံတွေထွေတွေတို့ကယရနာမိုးတွေသွန်းပြူမယ်တို့တွေလူမဲတို့တွေလူမဲတို့တွေလူကြမယ်စီကံပြောတဲ့သောတော်ညံလို့ကဘာရစ်သိမ့်ညာလူကြီးပေးကြမယ်အောင်စီအောင်မောင်းတီလို့ခွင်အောင်မန်းတွေခွင်နေစမ်းလက်ဂုံသေးထွေတွေတို့ကမင်္ဂလာမိုးတွေသွန်းပြူမယ်ကျောက်တမရမြတောက်လျံကြွားကကိုးပါးနဝရချေသဘာကောက်နှံတွေထွေတွေတို့ကယရနာမိုးတွေသွန်းပြူမယ်တို့တွေလူမဲတို့တွေလူမဲတို့တွေလူရမယ်စီကံပြောတဲ့သောတော်ညံလို့ကဘာရစ်သိမ့်မြလူကြီးပေးကြမယ်ခံသိမ်းရှောင်းပါတေးရင်ကငြိမ်းရည်စီရမယ်ဒါနကုသိုလ်ထွေတွေကျူးရောက်ရွှေငွေတို့ကတို့ပြည့်ကျွယ်သီလဘာဝနာကုသိုလ်ကွာကသရတရားတွေတို့လိုကွယ်သုံးနံစေတနာရည်တမ်းမှလားသံဃာလမ်းမှာဖြောင်းနိုင်မယ်တို့တွေလူမဲတို့တွေလူမဲတို့တွေလူကြမယ်ကဘာမြေသိမ့်ညချိန်အောင်ကြီးရဲ့လူကြီးပေးကြမယ်ရှင်းပြရန်ဖြစ်ပါလိမ့်ဗျာသူဖြစ်ပါ၍ဆရာရောက်ဖြစ်တော်မူကြပါကုန်သောဆရာတော်သမတော်ရှင်သူမြတ်တို့မှာပရိမေတ္တာဒေသနာတော်များ
ကျေပွားတဲ့စိတ်ဖြစ်နေဒေသနာတော်မူနိုင်ကြပါယံဇာတော်ရှင်မြတ်တို့ခြေတော်ဆုံးဥက္ကဋ္ဌယူသေးစွာကြောက်ထားပါပြီခင်ဗျာဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတနုဘဝတောယခာနိဝတတ္တတိပိသနံယမိဇေဝနုယောဇံတောရတ္တိဒီဝမတ္တန္တိတောဒုက္ခသုပတိသုတ်တောသဘာဗံဒေစီနဗ္ဗတတိဧဝမာရိကုဏုပေတံပရိဒံသဗ္ဗနာမဟိကရဏီယမထကုသလေနယန္တသန္တံပထမိသမစ္စာဘေကောဥစုဇတုသုဇတုအဇောသတ္တမုဒ္ဒအနာတိမာနိသတ္တုသကောသသုဘရောသအဘဂိသောသသံလဟုကဝုဒ္ဓိသန္တေတရိယောဇာနိဘေကောသအဘဂဘောမန္တာမိတိမာရတဘာအနုဘတုလာဒိဋ္ဌဝါယေဝအဒိဋ္ဌာယေဝဒုရေဝသန္တိအဝိဒုစီစဉ်ပြပါလိမ့်ဗျာဒီစီစဉ်ကိုဥပဒကနိုင်ကဥမို့မှဆောင်ရွက်ပေးနိုင်ပါရန်လေးစားစွာပန်ကြားပါတယ်။ပြောရတဲ့ဘုရားရပါဖို့တော့သံဃာတော်ရှင်မြတ်တို့ဗျာ။ဘုရားသခင်တော်ယခုကြည်ထားကိုယ်ကိုယ်တော်ယင်အောင်တဲ့ဒီနဂရီမြတ်စွာဘုရားကြည်ထားတော်မူခြင်းကိုသင်ပြလျှောက်ထားမှုပြုပါဗျာ။ယခုဘုရားတည်တဲ့အမှုရှင်ကတော့ဩစတြေးလျနိုင်ငံစစ်တလီမြို့မှာနေထိုင်တဲ့ဘုရားဓာတိကဦးလာရှိဘုရားဓာတိကမှာဘောတိဝိညီသားစုမှာတူတဲ့အမှုရှင်ဖြစ်မာတင်ထူတန်းမှာဖြစ်ပါလေ။ဘုရားပြည်ဖြစ်ပေါ်လာတဲ့အဓိကအကြောင်းကတော့ဘုရားကြီးတော်ရဲ့အကူသားစုမှာဆရာလေးပေါင်းကိုသီလရှင်လို့ဆုံးလူတိုင်းချင်းဆုံးဆက်ကခြင်းအမှုကိုလာကြရင်နဲ့စတင်နေဖြစ်ပါလိမ့်ရှင်ဗျာယခုဒီเจ้าရဲ့တိတ်ကံရဲ့ဆရာကြီးဒေါခိမာသာယီမဘုရားပြည်ကိစ္စကိုတန်ရဆွေးနွေးတာနဲ့လည်းဒီလိုဘုရားပြည်အစီအစဉ်ရှိကြောင်းဆရာကြီးမှတန်ရပြောကြကြတာပဲရှင်ဗျာအဲဒီနောက်မှာဘုရားပြည်ကိုအရှင်ကိုဒီလိုလိုရွေးချယ်လူကလည်းထိခဲ့တာကတော့ဩစတြေးလျနိုင်ငံစစ်တီမြို့မှာနေထိုင်တဲ့ဘုရားပြည်တော်ရဲ့အဖားနဲ့အတော်တို့ကိုဆရာလေးရဲ့အကြောင်းမှာငရေဘုရားဖြစ်လို့ရှိတဲ့အကြောင်းကိုပြောပြအထူးခံရပါလိမ့်ရှင်ဗျာဘုရားပြည်တော်ရဲ့အဖားနဲ့တော့ဉာဏ်ဒီသားမှုကြီးကမဆိုင်တော့ဘဲနဲ့ဒီလိုကိုဆုံးဖြတ်ခဲ့ရပါလိမ့်ရှင်အဖားနဲ့တော့မိသားစုမှာလည်းလူသားမှုစုစုကိုပြုလုပ်ခဲ့ပြီးကြောင်းနဲ့ဘုရားတည်ကိုအမှုလုပ်ချင်တာစံသာပြီးွားသွားတဲ့အတွက်ဆရာလေးနဲ့ဘုရားပြည်တော်ကျော်ရှင်အတက်ခဲ့ရပါလိမ့်ရှင်ဗျာအဖားနဲ့တော်တို့မှာဘုရားတည်ကိုအတူဝေတွက်ချက်ပေးပါဆိုတဲ့အတွက်တပည့်တော်လည်းငရေဘုရားတိဆောက်ပြီးပညာရှင်ကိုမြင့်စောခုံလုံးတိဆောက်ပြီးမယ်ကိုထွေးဝန်းတို့ဖွဲ့တိချာတွက်ချက်အနှံပြီးတိဆောက်မှုစတင်နေပါလိမ့်ရှင်ဗျာအဲဒီနောက်မှာမြေကောင်းရက်ကယူချင်ဘုရားတည်နေရာနောက်ထပ်တိဆောက်မှုဘုရားတည်နေရာပြေဖို့လို့တိုင်းတာယခုရာဇဝတ်ကာထလူနေရာတို့ပဏ္ဏရက်ချင်းတွေကလာပြုခဲ့ပြီးပါပြီရှင်ဗျာပဏ္ဏရက်ကြီးဆလာဝိပတ်နဲ့ကျေဝန်းတဲ့ငရေဘုရားတည်နေရာပုံလုံးပေါ်တယ်ဒီနေ့အုံကြီးချမင်္ဂလာခန္ဓာကိုဆရာတော်တန်ဃာတော်များဆရာကြီးများယမိယဖများနဲ့မိသားစုဝင်များနဲ့စီစီကားကားကျင်းပရခြင်းပဲဖြစ်ပါလေရှင်ဗျာယခုလိုကျင်းပခြင်းနဲ့အတူရှင်ဘုရားဓာတိကဦးလာရှိဘုရားဓာတိကမှာဒေါ်တင်ဒီမိသားစုတို့မှာတီထားဖို့ဝင်ပြီးနဂရီုံမြတ်စွာဘုရားအားအောင်ပတိစုတောင်းပြီးနဂရီုံမြတ်စွာဘုရားအမိနာမတက်ခွင့်ပြုပါရဒီကားတော့ရှောက်တာပါရှင်ဗျာယခုလိုကြောက်ရောက်လာကြပါတော့ဆရာတော်သံဃာတော်ဉာဏ်များနဲ့ဆရာတော်ရှင်ဉာဏ်များဘုရားပြီးတော့အနုဒါရကအနုဒါကမှဒီရဲ့ကိုယ်စားရှင်များတို့ဟာကျေးဇူးအထူးပင်သိရှိပါကြောင်းခြေတော်ဥခိုက်၍ယူတည်စွာလျှောက်ထားပါ
ရှင်သာလာမပြေးပါဆရာလေးဒေါက်တာမာစာကြီးကျောင်းမှာအောင်တတိနေကြုံမြတ်စွာဘုရားဤထားတော်မူခြင်းကိုဘုရားပြီးတော်တို့ကိုးကွယ်ရခြင်းကိုလည်းသာသနာရဲ့ရေရှည်အတော့ခိုင်မြဲစွာဤထားကိုးကွယ်ရခြင်းဟူဒီကိုလည်းတတိတော်တို့အတွက်အကျိုးအများကြီးရှိပါတယ်ဗျာအခုလိုဆရာလေးဒေါက်တာမာကြီးတိရရှင်တောင်းတယ်သာဓုဘယ်လိုပြောအနုမောဒနာဒေသနာနဲ့ဒီသက်ကြတရားရှင်းနေပြီဖြစ်နေပြပါလိမ့်ဗျာအနုမောဒနာဒေသနာနဲ့ဒီသက်ကြတရားရှင်းနေခြင်းဖြစ်နေအားယုဒနာမနာကဘွယ်ဥက္ကရာဇာတို့ဘုရားမှာရှင်းနေပြတော်မူနိုင်ပါရာဒီဒီစွာကြောက်သားပါလိမ့်ဗျာကုသလိနာတတ္တဟအောင်တပြေလက်ကယုံစေတီဘုရားရောက်သွားတော့ရှိတဲ့နေရာဌာနမှာအဓိကအားဖြင့်ဒုပရိသတ်တွေကုန်းတော်ကိုနှလုံးသားထဲမှာထားပြီးပူဇော်မှသာလေဘုရားကိုပူဇော်ရရောက်တယ်ဒီတိုင်းဘုရားကိုတည်ပြီးတော့ဒီတိုင်းထားမယ်ဆိုရင်တော့သဘာဝကျပါမလားအဲ့တော့ဘုရားပုံမြင်လိုက်တာနဲ့ဘုံတော်ဘုရားရှင်ထဲမှာသိနေမှသာလေအကျိုးကျေးဇူးများနေပါတယ်ဒီကြောင့်မလို့ယေဘဂဝေဘုသေပတနာအကေတေပတနာအကေသောပါဏပတနာနဲ့အကောဝိပါကဟောတိဘေကဝေပရိသတ်လေးပါးစိတ္တစိတ္တမိတို့ရေခြင်းတို့သည်အကေမြတ်သောဖြစ်သောဘုသေရဟံသာဘဂဝါဆုံးရှိသောသုဘာတော်ကုံတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားပတနာကြည်ရောစွာကိုဤကေထုသူတို့သည်အကေမြတ်သောဖြစ်သောကုံတော်ကိုယ်တော်ကိုနှလုံးသားထားပွားများပြီးပူဇော်ကြတဲ့ပုဂ္ဂိုလ်တို့ဟာဧကောအမြတ်ဆုံးဖြစ်သောဝိပါကောကောင်းကျိုးသည်ဟောသည်ဖြစ်၏ကောင်းကျိုးတရားတွေမြောက်များစွာရခြင်းနဲ့ဆိုရင်တော့ဘုရားကိုတော်ကိုကြည့်ပြီးတော့ဘုံတော်မပွားဘဲနဲ့တော့မရနိုင်ဘူးဟုတ်လားဒီကြောင့်လို့ဉာဏ်တော်ဘုရားမြတ်စွာဘုရားကုသိုလ်ရှင်အလုံးတို့ဘေးရန်ခတ်တဲ့ငြိမ်းကြပါစေဘေးရန်ခတ်တဲ့ငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အလုံးတို့ဘေးရန်ခတ်တဲ့အဓိကယုကရှေသောအတ္တနဲ့ရှိရကုန်သည်ဘဝတုဘဝတုစင်စစ်မသွေရှိကြပါစေကုန်တည်းယနေ့ယခုသာတဝိသောတတိသုတကံကိုလည်းကောင်းသုတကံဤအကျိုးပေးကိုလည်းကောင်းယောဂီကြပါကုန်သည်ဖြစ်၍သရဏကောင်းသုံးပါးနှင့်ကိုးပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူသောက်တည်ကြပါကုန်၏အရှင်ဘုရားအရှင်ဘုရားဘုရားတပည့်တော်တို့သည်ယနေ့ယခုလူကျမ်းရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်ဘာဝအထရသောသမကဝေဒကုသိုလ်အဖို့ဘာဂတောကုသိုလ်သောက်တည်ရသောသီလကုသိုလ်ဘာဝအထရသောသမကဝေဒကုသိုလ်အဖို့ဘာဂတောကုဘုရားတပည့်တော်တို့နှင့်အမြဲရေတော်ကြပါကုန်သာသာသာအာသာယာတော်များအမြဲအမြဲအမြဲရ
တော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာတည်းအမြအမြအမြသူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဆက်လက်ပြီးတော့စီစီရအမြင့်တော်ဒီမာမင်္ဂလာခန္ဓာဆောင်ရွက်ကြရန်ဖြစ်ပါသည်ဗျာပြည့်ပါ၍ရတနာတော်များနှင့်ကျတဲ့ဆောင်ရွက်တော်မူကြမည်ဥပဒကဒါယကာကြီးများမှအမြင့်တော်ဒီမင်္ဂလာခန္ဓာပြင်ပမည့်နေရာကိုကြောက်ရောက်ဆွေးရုံနေရာယူပေးကြဖို့လို့တော့ပန်ကြပါလေတို့ချင်ရှိတဲ့ဘုရားတရားကဘုရားတရားကမှများလာတယ်ပဲဒီတရားပရဝုံအလိုခေါ်တက်ချန်နေပြီးတော့နေရာယူပြီးပြတာဘုရားတော်ကြားတဲ့ခါမှာလည်းပဲပရမဇုံနေရာယူပါမယ်နေရာယူပြီးရင်ဂုံတော်၉ပါးဒီတိုင်းနဲ့ပွားများကြပါမယ်ဂုံတော်၉ပါးဆိုရင်အမြင့်တော်မင်္ဂလာခန္ဓာကိုဒါဆောင်ရမှာဖြစ်ပါလေ။ရှာပြီးတာနဲ့ရန်တော်ဘောလိယာမူလေးသုံးခေါက်ရုပ်ဖပူဇော်အမွေဒါတာများတပြင်းကြရဖြစ်ပါလေ။အမွေဒါတာများတပြင်းပြီးတော့ခန္ဓာကိုဆက်လက်ပြီးတော့ရုပ်သိမ်းသွားကြမှာဖြစ်ပါလေ။